ဓာတ်ပုံရိုက်တဲ့ခါမှာကိုယ့်ရဲ့ဓာတ်ပုံကကြည်လင်မှုမရှိဘူးကိုဓာတ်ပုံရိုက်ခဏကြရင်ဓာတ်ပုံရိုက်တဲ့ကင်မရာကကျွန်တော်တို့တစ်ချက်ရိုက်ဖို့အတွက်ကိုလေးလံနေပြီးတော့အဆင်မပြေတဲ့သူများအတွက်ဓာတ်ပုံကင်မရာရိုက်တဲ့ခါကျွန်တော်ပေါ့ပပနဲ့ရိုက်လို့ရပြီးအဆင်ပြေမဲ့နည်းလေးတွေကိုကျွန်တော်မျှပေးပါမယ်ပထမဆုံးနေဖြစ်ကျွန်တော်တို့ကဖုန်းရဲ့ကင်မရာတွေကိုဝင်ပေးပါဖုန်းရဲ့ကင်မရာတွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကထိတ်ဆုံးကကျွန်တော်မင်းကြောင်လေး၃ကြောင်တစ်ချက်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ setting တွေကိုဆက်ပြီးတော့ဝင်ပေးပါsetting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်ဆွဲပေးပါအောက်ကိုလက်ကလေးနဲ့တစ်ချက်ဆွဲပေးပါဆွဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ auto start ဆိုတာရှိရ auto start ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးပါ auto start ထဲကိုကျွန်တော်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းရဲ့ storage ထဲမှာတော်တော် MBR တော်တော်လေးများနေရဖြစ်တဲ့ကြောင့်ကျွန်တော်တို့က MBR တွေ short ပေးရမှာဖြစ်ပါတယ်အဲ့တော့ storage ထဲကိုကျွန်တော်တို့ကတစ်ချက်ဝင်လိုက်ပါ clear data ကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင် clear all data ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်ဒီနားလေးမှာကျွန်တော်တို့ရဲရဲဝံ့နှိပ်ပေးပါကိုရိုက်ထားပြီးသားဓာတ်ပုံတွေလုံးဝမပြတ်ပါဘူးနောက်တစ်ချိန်ရိုက်တဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ကင်မရာတွက်နေဖို့ရဲ့ကိုယ့်ရဲ့ကင်မရာကြည်လင်နေဖို့အတွက် clear all data ဆိုတာကိုကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ clear all data လေးကိုကျွန်တော်ပြောသလိုမျိုးလေးနှိပ်ပေးပါနှိပ်ပြီးလို့ရှိရင် delete all data ဆိုတာကိုကျွန်တော်တို့က okay ကိုဆက်ပြီးရွှေ့ပေးပါဒီနားလေးမှာမစိုးရင်ပါနဲ့ကိုရပြီးသားဓာတ်ပုံတွေလုံးဝမပြတ်ပါဘူးကျွန်တော်တို့ကဖုန်းရဲ့ကင်မရာကိုတန်ရှင်းလုပ်ပေးလိုက်တယ်ပိုကောင်းအောင်လုပ်ပေးလိုက်တာဖြစ်ပါတယ် okay ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကင်မရာရဲ့အပြင်ကိုထွက်သွားပြီပေါ့နော်ထွက်သွားပြီဆိုတော့ဒါတန်ရှင်းလုပ်လိုက်တာပေါ့နော်ကင်မရာလေးကိုပြန်ဝင်မယ်ပြန်ဝင်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့က agree ပေးရမယ်ပြီးပြီးလို့ရှိရင် allow ပေးရကျွန်တော်ဓာတ်ပုံတစ်ပုံရိုက်ပြမယ်နော်ဒါဆိုရင်မြန်လာမင်းနဲ့ဖက်ခနဲ့ဆိုအဲ့လိုမျိုးလေးဖြစ်သွားတာပေါ့ဖုန်းရဲ့ကင်မရာတွက်ပြီးတော့မြန်ကျင်နေဆိုလို့ရှိရင်ပေါ့ပါကျင်နေဆိုရင်ဒီနေ့တိုင်းလုပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်